အချိန်ကုန်ခံပြီးတော့လွတ်ကြခိုင်းတာမျိုးမဟုတ်ဘဲနဲ့ grammar patterns တွေ vocab တွေ phrasal verbs တွေပေါ့နော်ဒီလိုမျိုးအဓိကတန်းခွဲ3ခုစလုံးကိုဒီ website တစ်ခုထဲမှာစုစည်းပြီးတော့မှတင်ပေးထားတာဖြစ်ပါတယ်အင်္ဂလိပ်စာကိုအချိန်အကြာကြီးလေ့လာနေပေမဲ့အခုချိန်ထိအသုံးမချတတ်သေးဘူး level တွေမတက်လာသေးဘူးဆိုလို့ရှိရင်မောင်လေးညီမလေးကိုညံ့လို့တော့မဟုတ်ပါဘူးမောင်လေးညီမလေးကိုလေ့လာတဲ့ method ကမှားနေလို့ပဲဖြစ်ပါတယ် online ကနေပြီးတော့မှအင်္ဂလိပ်စာလေ့လာဖို့အတွက်ကိုလိုက်ပြီးတော့မှ search လုပ်ဖြစ်တယ်ပေါ့နော်လုပ်လိုက်တဲ့အချိန်မှာဘယ် programs တွေကိုသွားတွေ့လဲဆိုတော့ GIU ဆိုတဲ့ website လေးပေါ့နော် GIU ဆိုတဲ့ program လေးဒီ GIU ဆိုတဲ့ website လေးကိုတွေ့တဲ့အချိန်မှာနည်းနည်းလေးလေ့လာဖြစ်တယ်ပေါ့ for scale လုံးကိုအခြေခံကနေ native level အထိ fluently ဖြစ်အောင်လို့မလို့လေ့လာသွားနိုင်မှာဖြစ်ပါတယ်ပြီးတော့သူကသင်တန်းကျေးတသက်နဲ့တစ်ခါအဲ့ယုံနဲ့ lifetime access ပေါ့နော်တစ်သက်လုံးလေ့လာလို့ရတယ် beginner သမားတွေလည်းလေ့လာလို့ရအောင်လို့သူက up to date lessons တွေကိုပဲသင်ပေးထားတာဖြစ်ပါတယ်အဓိက 30 GIU ဆိုတဲ့ program ကိုဘာဖြစ်လို့မိတ်ဆက်ပေးရလဲဘာဖြစ်လို့ recommend ပေးရလဲဆိုလို့ရှိရင်အခုပေါ့နော်ကဘာပေါ်မှာတပ်ပုံတက်နည်းနဲ့ structure အမှန်ကန်ဆုံးဆိုပြီးတော့အတိအမှတ်ပြုထားတဲ့ grammar in use ဆိုတဲ့စာအုပ်ကိုကြားဘူးတယ်မလားသူကဒီ program မှာဆိုလို့ရှိရင် grammar in use တအုပ်လုံးကိုအသေးစိတ်တည်ချာသင်ကြားပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့မောင်လေးတို့ညီမလေးတို့အနေနဲ့ grammar ပိုင်းနေလဲစိတ်ပူစရာမလိုဘူးနောက်တစ်ခုကဒီ Cambridge ကထွက်တဲ့ phrasal verb စာအုပ်တွေရပ်ပေါင်း60အတွင်းလေ့လာလို့ရတဲ့စာအုပ်တွေကိုသူကသင်ကြားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မောင်လေးတို့ညီမလေးတို့အတွက်တကယ် effective ဖြစ်မှာမလို့ထောက်က recommend ပေးရခြင်းဖြစ်ပါတယ်အထူးအခွင့်အရေးတရက်အနေနဲ့အခုရက်ပိုင်းအတွင်းသွားအမယ်ဆိုလို့ရှိရင်အဲ့ဒီ program မှာ 50% နောက် promotion ချပေးထားတာဖြစ်ပါတယ်အကယ်၍မောင်လေးညီမလေးတို့ဒီသင်တန်းကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် comment မှာ trial ဆိုပြီးတော့မှရေးခဲ့နော်